အားလုံးပဲမင်္ဂလာပါဗျာထုံးသက်ပြန်ကြည့်ဆိုပါရစေဒီနေ့မှာတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Wi-Fi hotspot password ကိုပြန်ကြည့်တဲ့နည်းလမ်းလေးနဲ့တခြားသူကိုဘယ်လိုမျိုး share ပေးလို့ရတယ်ဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်နှစ်မျိုးအစားဆုံးရှင်းပြပြီးတော့ဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအစားအဆုံးထိကြည့်ပြပါခင်ဗျာပထမဆုံးเนี่ยကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ setting နဲ့ဝင်ပြရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းကတော့ဒီ Redmi ဖုန်းလေးနဲ့ပြပေးထားဖြစ်ပါတယ်အဲ့ပြီးတော့ပြီဆိုတော့ကျွန်တော်တို့ဒီ online လေးကိုဆွဲချလိုက်ပါ Bluetooth ရဲ့အောက်နားမှာရှိတဲ့ portable hotspot ဆိုတဲ့ဒီနေရာလေးရှိပါတယ်အနေအလေးကိုဝင်လိုက်ပါဗျာဝင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာနှစ်နီးလန်းတစ်မျိုးရှိရပါတော့အဲ့အရာရောက်ပြီးသွားပြီဆိုတော့ဒီ portable hotspot ရဲ့အောက်မှာရှိတဲ့ set portable hotspot ဆိုတဲ့နေရာလေးဝင်လိုက်ပါဝင်လိုက်ပြီဆိုတော့ကျွန်တော်က Redmi 10C ပေါ့နော်ဒီနေရာမှာ password လေးပေါ့ကိုယ့်ရဲ့ hotspot Wi-Fi hotspot password လေးပေါ့နော်ဒီနေရာလေးမှာမေ့နေရဆိုရင်ဒီမှာကြည့်လို့ရရပါတော့ဒါပေမဲ့ကိုကပြန်ပြောင်းပြီးသုံးချင်တယ်ဆိုရင်ဒီဟာတွေကိုဖြတ်ပြီးသွားရင်ကိုထွားချင်တဲ့ password လေးကိုထားလိုက်ပါတော့လွယ်ကူမှတ်မိမဲ့ password လေးကိုထားလိုက်ပါထားပြီးသွားရင်အပေါ်ဆုံးမှာရှိတဲ့အမှန်ကြီးလို့နှိမ့်လိုက်ပါနော်ဒါနီးလန်းတစ်ခုပေါ့နောက်တစ်ခုကတော့ဒီအပေါ်ဆုံးမှာရှိတဲ့ portable hotspot ဆိုတဲ့ဟာလေးကိုနှိမ့်လိုက်နော်နှိမ့်လိုက်ပါဒီဟာလေးကိုဖွင့်လိုက်ပေါ့ဘတ်တန်လေးကိုဖွင့်လိုက်ပြီးဆိုတော့လည်းကျွန်တော်တို့ဘာပေါ်လာမလဲဆိုရင်ဒီမှာ sharing QR code ဆိုတာလေးပေါ်လာလိမ့်မယ်အဲ့ဒါလေးကိုနှိမ့်လိုက်ပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့ဒီ password ကို sharing ပေါ့တခြားသူကိုမျှဝေပေးခြင်းလဲဆိုရင်ဒီနေရာ share လုပ်လိုက်ပါနော်လုပ်လိုက်ပြီဆိုရင်ကိုယ့်ရဲ့ဒီ Wi-Fi hotspot password ကိုသူရသွားမှာဖြစ်ပါတယ်သူသုံးလို့ရသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကတစုံတရာအကျိုးကျေးဇူးရှိရဆိုရင် like and share လုပ်ပေးပါဦးခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်